Hello မဲမင်္ဂလာပါခင်ဗျ 3D မင်းသား channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျเนาะ16ရက်နေ့4လအနိကပါခင်ဗျเนาะ16ရက်နေ့4လကျွန်တော်တို့ပါလဲညနေ3:30အတွက်ပေါ့ခင်ဗျเนาะ3:30အတွက်မှာ 3D ကဏ္ဍလေးကိုကျွန်တော်တွက်ပြပေးတော့ပါမယ်ခင်ဗျเนาะပထမဆုံးကျွန်တော်တို့ဟာနှစ်အပတ်စဉ်ကเนาะနှစ်ထွက်တဲ့ပုံစံလေးကိုကျွန်တော်တွက်ပြမယ်900ထွက်တဲ့ပတ်စဉ်လေးကိုကျွန်တော်တွက်ပြပေးပါမယ်နောက်ပဲဆုံးကျွန်တော်အခု16ရက်နေ့ထွက်မဲ့ကဏ္ဍလေးပါဆက်တွက်ပြမယ်ပေါ့ခင်ဗျာเนาะအခုပထမဆုံးကျွန်တော်တို့နှစ်ထွက်တဲ့အပြင်လေးကိုကျွန်တော်တို့ဆက်ကြည့်မယ်เนาะဒါက16ရက်နေ့ပေါ့ခင်ဗျာเนาะ16ရက်နေ့4လ2025တကြံအကျက်နေ့ပေါ့ခင်ဗျာเนาะဒီညအတွင်းမှာအားလုံးကံကောင်းကြပါစေเนาะအားလုံးမှာနှစ်သက်မှာကျမ်းမှာချမ်းသာကြပါစေပေါ့ခင်ဗျာเนาะကံကောင်းခြင်းတွေလက်လာပါလေးတိုးပွားကြပါစေခင်ဗျာပထမဆုံးကျွန်တော်တို့ပထမဆုံးထိပ်စီးပိုင်းလေးကိုကျွန်တော်တို့စကြည့်မယ်ခင်ဗျာเนาะပထမဆုံးထိပ်စီးပိုင်းလေးပေါ့ခင်ဗျာเนาะပထမဆုံးထိပ်စီးပိုင်းလေးကကျွန်တော်ဒီ၄လုံးပေါင်းချင်းမယ်เนาะကျွန်တော်ထိပ်စီးပိုင်းလေးလာမယ်ဟုတ်ပြီเนาะပထမဆုံးထိပ်စီးပိုင်းလေးကဒီ၄လုံးပေါင်းချင်းရယ်ပြီးတော့ကျွန်တော်ဒီအောက်က၃လုံးပေါင်းချင်းဟုတ်ပြီเนาะဟုတ်ပြီเนาะအဲ့ဒီကျွန်တော် white လိုက်တဲ့ပေါင်းချင်းပေါ့နော်ဒီက4လုံး5လုံး6လုံး9လုံးပေါင်းချင်းဟုတ်ပြီနော်9လုံးပေါင်းချင်းဒီ9လုံးပေါင်းချင်းမှာကျွန်တော်တို့ဘာလဲဒီမှာဆိုရင်6 4 3ညပေါင်းချင်းက10 6 4လီ24ခုန30နဲ့ပေါင်းတော့34မှာဆိုကျွန်တော်ထိပ်စီးကိုကြည့်လိုက်တဲ့အတွက်မှာကျွန်တော်ထိပ်စီးမှာ4ရဲ့နဲ့ခက်က2ဟုတ်ပြီနော်4ရဲ့နဲ့ခက်က2ဖြစ်တယ်ခင်ဗျနော်ကျွန်တော်ဒီမှာ4ရဲ့နဲ့ခက်က2ဟုတ်ပြီနော်4ရဲ့နှစ်ခက်က2ဆိုတော့ဒီမှာကျွန်တော်တို့ဘာထိတ်ထွက်သွားတယ်ဆိုတော့เนาะ4ရဲ့နှစ်ခက်က2မှာကျွန်တော်2ထိပ်စီးဒီမှာထွက်သွားတယ်ဟုတ်ပြီเนาะ2ထိပ်စီးတွေကျွန်တော်တို့အဲ့မှာထွက်သွားတယ်ခင်ဗျဒါကပထမဆုံး2ထိပ်စီးအတွက်ကိုကျွန်တော်ပြတယ်เนาะဒီကျွန်တော်9လုံးပေါင်းချင်းမှာ4ရတယ်4ရဲ့နှစ်ခက်က2ဒီမှာဆိုရင်10ရက်ဒီမှာဆိုရင်6 4 24 34 4ရဲ့နှစ်ခက်က2ထိပ်စီးဟုတ်ပြီเนาะကျွန်တော်အလဲတိုင်းကိုသွားမယ်အလဲတိုင်းနဲ့2ပဲခင်ဗျเนาะအလဲတိုင်းနဲ့2ပဲခင်ဗျအလဲတိုင်း2လေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်เนาะအလဲတိုင်း2လေးကဒီမှာအခုကျွန်တော်မြားထိုးလိုက်တဲ့ကဏ္ဍ၄လုံးပေါင်းခြင်းပေါ့ခင်ဗျเนาะ6ရယ်4ရယ်เนาะဒီလိုသွားမယ်4 6 5 2ဟုတ်ပြီเนาะ4 6 5 2ဒီ၄လုံးပေါင်းခြင်းပေါ့ခင်ဗျเนาะ၄လုံးပေါင်းခြင်းက10ဆက်ပြီးရင်18เนาะ18ရပါတယ်9ပေါ့เนาะသူက9ရဲ့ပါဝါက2ဟုတ်ပြီเนาะ9ပါဝါ2ဖြစ်တော့ဒီမှာလည်းပါထွက်သွားပြီလေကျွန်တော်2အလဲထွက်သွားတယ်ခင်ဗျเนาะမှာ2 4 6 5 2ပေါင်းချင်းတစ်ချက်တရား9ဆိုရင်18ရဲ့ပါဝါ2ဒီမှာ2အလဲတိုင်းထွက်သွားတယ်22ဟုတ်ပြီเนาะအခုအပိတ်ကိုကျွန်တော်တို့ကြည့်မယ်ဟုတ်ပြီเนาะအပိတ်လေးကိုကြည့်ပြီးပါအပိတ်ကဏ္ဍကဘာနဲ့ပိတ်မလဲဆိုတော့အပိတ်ကဏ္ဍလေးကဒီမှာကခင်ဗျအပိတ်ကဏ္ဍလေးကျွန်တော်အနီးပြလိုက်တယ်ဒီမှာ3ည6 ဟုတ်ပြီနော်3ည6 3လုံးပေါင်းခြင်း3ည6 3လုံးပေါင်းခြင်း6 3လီ18 8ရဲ့နက်ခက်က1ဟုတ်ပြီဒီမှာဘာထွက်သွားလဲ1အပိတ်ထွက်သွားတယ်2 1ထွက်သွားတယ်ဟုတ်ပြီနော်ပထမဆုံးကျွန်တော်စကြည့်မယ်ပထမဆုံးဒီ9လုံးပေါင်းခြင်းကကျွန်တော်တို့ကဒီမှာ24မှာ30 34 4ရဲ့နက်ခက်က2ထိပ်စီထွက်တယ်ဟုတ်ပြီကျွန်တော်အလဲတိုင်းကိုကြည့်မယ်ဆိုရင်4 6 5 2ပေါင်းချင်းက30 18 9ရဲ့ပါဝါက2အလဲနဲ့ထွက်လာတယ်အပိတ်ကို1ကိုကြည့်မယ်ဆိုရင်3ည6 6ပေါင်းချင်း6 3လီ18 3ညနဲ့ပေါင်းတော့18 8ရဲ့နက်ခက်က1ဒီမှာ1ပိတ်ထွက်တယ်2 1ဟုတ်ပြီနော်ဒါက2 1ထွက်တဲ့အပင်လေးကိုကျွန်တော်ပြတာဟုတ်900ထွက်တဲ့အပတ်လေးကိုကျွန်တော်ဆက်ပြမယ်နော်ပထမဆုံးကျွန်တော်တို့ထိပ်စီးကိုဆက်ကြည့်မယ်ခုနထိပ်စီးကဒီမှာနော်ဒီက3လုံးဟုတ်ပြီနော်ဒီ3လုံးရယ်ဒီက4လုံးရယ်အားလုံးပေါင်းစုစုပေါင်း9လုံးပေါင်းချင်းနော်9လုံးပေါင်းချင်းကကျွန်တော်တို့ဘာလာမယ်ဒီမှာ9နဲ့4 14ဒီမှာ10 6နဲ့4နဲ့ပေါင်း10ဒီက14ပေါင်း24 24ဒီမှာ16နော်16ဆိုတော့နော်24 30 40ပေါ့ခင်ဗျာနော်40 3ညရဲ့နက်ခတ်ပါထွက်သွားတယ်ကျွန်တော်ဒီမှာခုနကျွန်တော်ပြထားတာက3ညနက်ခတ်3ညနက်ခက်က9ထွက်လာတယ်ဒီမှာ9ထိပ်စီဟုတ်ပြီနော်
ဒီမှာ9ထိပ်စီထွက်လာတယ်ကျွန်တော်ပြန်ပြောပြမယ်4နဲ့6နဲ့ပေါင်းတော့10ဒီက16ဆို20နဲ့6ဒီမှာ14ဆိုရင်30 10နဲ့ထပ်ပေါင်း40 3နှစ်ခက်က9ထိပ်စီဟုတ်ပြီနော်9ထိပ်စီကျွန်တော်တို့အလဲတိုင်းကိုဆက်ကြည့်မယ်ခင်ဗျနော်အလဲကိုဆက်ကြည့်မယ်ဆိုအလဲကဒီမှာခုနပြထားတဲ့အတိုင်းပဲကျွန်တော်တို့9 3 ပေါင်းချင်းဟုတ်ပြီနော်9 3 ပေါင်းချင်းက3နဲ့3နဲ့ပေါင်းတော့6 9နဲ့ပေါင်းတော့15နော်15မှာ9ရဲ့ပါဝါက3ညဒီမှာ3ညအလဲထွက်လာတယ်ခင်ဗျဟုတ်ပြီနော်3ညအလဲထွက်သွားပြီနော်အဲ့မှာကျွန်တော်တို့နောက်ပိတ်ကိုဆက်ကြည့်မယ်နောက်ပိတ်ကလည်း3ညပိတ်ထားတဲ့အတွက်ခုနကအတိုင်းပဲခွန်3ည6 4ပေါင်းချင်းတက်ရှဲ3ညနဲ့ပေါင်းတော့တက်ဆက်19ရဲ့နက်ခက်ကလည်း3ညပဲဟောသူ့မှာလည်းကျွန်တော်တို့ဘာထွက်သွားပြီဒီမှာ3ညဆိုရင်3ညပိတ်နဲ့900ဆိုပြီးထွက်သွားတယ်အဲ့ဒီတိုင်းတာကျွန်တော်ဆက်လာမယ်ဆိုရင်သူလည်းတစ်ခွက်ပဲထိုးရမယ်ခင်ဗျဟုတ်ပြီနော်အခုလာမယ်ကျွန်တော်တို့16ရက်နေ့ပေါ့နော်16ရက်နေ့ညနေ4 နာရီခွဲမှာဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍလေးဟာဒီ4လုံးနဲ့အောက်က3လုံး9လုံးပေါင်းချင်းဟုတ်ပြီနော်9လုံးပေါင်းချင်းဒီ9လုံးပေါင်းချင်းဟုတ်ပြီနော်ဒီ9လုံးပေါင်းချင်းကကျွန်တော်တို့စပေါင်းပြီခင်ဗျနော်6နဲ့ဒီ12 8နဲ့ပေါင်းတော့20ဒီမှာ10ဆိုရင်30နဲ့9 40နဲ့9 49ဆိုတော့9ရဲ့ဟုတ်ပြီနော်9ရဲ့နက်ခတ်ပေါ့ခင်ဗျနော်ကျွန်တော်တို့9ရဲ့နက်ခတ်က3ညဟုတ်ပြီနော်9နက်ခတ်က3ညဆိုတော့ကျွန်တော်တို့ဒီမှာဘာထွက်သွားပြီလဲ3ညတက်လုံးကျွန်တော်တို့ရပြီခင်ဗျဟုတ်ပြီနော်3ညထိပ်စီကျွန်တော်တို့ရသွားပြီကျွန်တော်အလဲကိုဆက်ကြည့်မယ်အလဲကဒီမှာ9 6ပေါင်းချင်း6 4ပေါင်းချင်း4ခွန်ပေါင်းချင်းဟုတ်ပြီနော်အဲ့ဒီ4လုံးပေါင်းချင်း6နဲ့4နဲ့ပေါင်းတော့10 9နဲ့14 20နဲ့4ဆိုတော့4ရဲ့ပါဝါက9ဟုတ်ပြီအလဲကလည်း9ပဲခင်ဗျနော်3ည9ရသွားပြီဟုတ်ပြီနော်3ည9ရသွားပြီအပိတ်ကိုကျွန်တော်တို့ဆက်ကြည့်မယ်အပိတ်ခဏအပိတ်ကခုနကျွန်တော်ပြထားတဲ့အတိုင်းပဲလေးပဲ6 9ခွန်ဟုတ်ပြီနော်6 9ခွန်ဒီမှာလည်းဒီတိုင်းပဲဒီမှာလည်းဒီတိုင်းပဲဒီမှာလည်းဒီတိုင်းပဲဟုတ်ပြီနော်6 9ခွန်6နဲ့ဒီ12 9နဲ့ပေါင်းတော့19 9နဲ့ပေါင်းတော့28ဟုတ်ပြီနော်28ဆိုတော့8ရဲ့နက်ခတ်1 8ရဲ့နက်ခတ်က1ဆိုတော့ကျွန်တော်တို့ဘာပိတ်လဲ1လက်ပိတ်တယ်3ည9 1ကြိုက်မှထိုးပါခင်ဗျနော်3ည9 1ဒါကြိုက်ရင်ထိုးကြပါတစ်ခွက်တည်းထွက်ခဲ့ပါတယ်3ည9 1ဟုတ်ပြီနော်ဒါက3ည9 1က20အတိုင်းထွက်ခဲ့တဲ့ကဏ္ဍလေးပါဒါကအဓိက main ကဏ္ဍလေးပေါ့ခင်ဗျနော်3ည9 1ကအဓိက main ကဏ္ဍလေး3ည9 1နော်ချဲကဏ္ဍကျွန်တော်တို့အခု16ရက်နေ့ထိုးလို့ရတဲ့အချိန်ထိလိုချင်တဲ့ကဏ္ဍလေးလေလက်တောင်းလို့ရပါတယ်ကျွန်တော် Viber မှာနော် Viber မှာလက်တောင်းလို့ရပါတယ်ည98 58 69 453ညအဲ့ဒီမှာလက်တောင်းလို့ရပါတယ်ဟုတ်ပြီနော်ဒါကအဓိက main ဘက်က20တိုင်းကြားတဲ့ကဏ္ဍက3ည9 1ဟုတ်ပြီနော်3ည9 1က20တိုင်းကြားတဲ့ကဏ္ဍနော်အဲ့ဒီမှာနောက်တစ်ခုကျွန်တော်ဘုံကြီးကဏ္ဍလေးတစ်ခွက်ကျွန်တော်ရေးပြလိုက်မယ်ဘုံကြီးကဏ္ဍလေးက6 5 9နော်6 5ခွန်ပေါ့ခင်ဗျနော်ထိုးခြင်းတဲ့လူမမီတို့ထိုးလို့ရအောင်ဒီနှစ်ခွက်ကတော့အဓိက main ပေါ့နော်ဒီနှစ်ခွက်က main ပေါ့နော်6 5ခွန်နဲ့3ည9 1ဒါကဘုံကြီးကဏ္ဍပေါင်းရင်တော့လှူကြပါခင်ဗျနော်ပေါင်းရင်လှူပါနော်ပေါင်းရင်လှူကြပါခင်ဗျနော်ပေါင်းရင်လှူကြပါနော်3ည9 1 6 5ခွန်အားလုံးပဲ16ရက်နေ့မှာကံကောင်းကြပါစေ2D လိုချင်တဲ့တူရင်ဒီမှာလက်တောင်းလို့ရပါတယ်เนาะ lucky 2D channel မှာတင်လို့ရပါတယ်တင်ထားပေးပါတယ်အဲ့ဒီမှာဝင်ကြည့်လို့လည်းရပါတယ်ခင်ဗျเนาะဒီနှစ်ကွက်တော့ထိုးပေးကြပါအားလုံးပဲ16ရက်နေ့မှာကံကောင်းပါကြပါစေခင်ဗျနှစ်တင်မှာလည်းကျမ်းမာချမ်းသာပါစေလက်လာပါလိတိုးပွားကြပါစေအန်ဒီရဲ့ကင်ပေးစင်ကြပါစေခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ